ဒီစစ်မြင်းကြီးဟာတေဆုံးပြီးနောက်နှစ်ပေါင်း100တိုင်အောင်သူ့တခင်အပေါ်တစ္ဆာဆောင်တိခဲ့တာပါသူဟာအလောင်းပေါင်းတောင်းတဲ့ချီကိုတရုတ်တိုက်ဆွဲယူလာခဲ့တဲ့ရည်ရွယ်ချက်ကတော့အဲ့ဒီအလောင်းတွေရဲ့နာနာဘာဝစွမ်းရည်တွေကိုသုံးပြီးသူ့တခင်ကိုအသက်ပြန်သွင်းဖို့ပေါ့ဒါပေမဲ့အဲ့ဒီတေချင်းတရားရဲ့စွမ်းရည်တွေကိုစုပ်ယူမိရင်းနဲ့သူ့ကိုယ်သူနှက်ဆိုးမြင့်တစ်ကောင်ဖြစ်ဖြည်းဖြည်းချင်းပြောင်းလဲသွားနေတာကိုတော့သူကိုယ်တိုင်လည်းမသိရှာပါဘူးဝူယွန်ဝမ်ဟာဆောင်းမင်းဆက်ဆောင်းဒိုင်နက်စီကပိုကျုပ်လူရဲ့စစ်မြင်းပါသူ့ဘဝရဲ့တဝက်ကျော်ကိုနေဆက်ဒေတာတွေကိုကာကွယ်ရင်းပိုကျုပ်ရဲ့ဘေးနားကနေရှေ့တန်းစစ်မျက်နှာတိုင်းမှာရန်သူတွေကိုအတူတူတိုက်ထုတ်ရင်းကုံဆုံးခဲ့တာပါအသက်60နီးပါးရှိပြီဖြစ်တဲ့ဒီမြင်းကြီးဟာစစ်မြေပြင်ရဲ့ရက်စက်ကြမ်းကြုတ်မှုတွေကိုအပြည့်အဝမြင်တွေ့ခဲ့ပြီးပါပြီတိုက်ပွဲကြီးတိုင်းပြီးသွားတဲ့အခါစစ်မြေပြင်တစ်ခုလုံးအလောင်းတွေနဲ့ပြည့်နေတတ်ပါတယ်အဲ့ဒီခေတ်တုန်းကစစ်ပွဲမှာတည်တဲ့သူတွေအထူးသဖြင့်ရန်သူစစ်သားတွေဆိုရင်ကောင်းကောင်းမွန်မွန်တကြုံခံရလိမ့်မရှိပါဘူးသူတို့ကိုအစုလိုက်ပြုံလိုက်ပုံပြီးမြေကြီးထဲပစ်ထည့်လိုက်ရုံပါပဲပိုကျုပ်ရဲ့အကြံပေးကတတိပေးဘူးတဲ့ပိုကျုပ်ဒီအလောင်းတွေကိုအခုထပ်ပို့ပြီးတေချာမစီမံမှုဆိုရင်ဒီနေရာကနာနာဘာဝတွေပေါက်ဖွားရနေရဖြစ်လာလိမ့်မယ်တကယ်လို့သူတို့သာနိုးထလာရင်ကြောက်စရာကောင်းတဲ့ကိစ္စတွေဖြစ်လာလိမ့်မယ်ပိုကျုပ်လူကတော့ငါသိတယ်ငါ့ကို3ရက်ချိန်ပေးပါငါမှအစီအစဉ်ရှိတယ်လို့ပဲခပ်ပေါ်ပေါ်ပြန်ပြောခဲ့တယ်ဒါပေမဲ့ဒီစကားတွေကိုမြင်းအိုကြီးကနားထောင်နေခဲ့ပြီးသူ့စိတ်ထဲမှာတခုခုကိုဆုံးဖြတ်လိုက်ပုံရပါတယ်အဲ့ဒီနောက်မှာတော့ဘယ်ကရောက်လာမှမသိတဲ့ဧကရမင်းမြတ်ရဲ့အမိန့်တော်၄ဆောင်ဟာအမြန်စာပို့သမားကတဆင်ရောက်လာခဲ့တဲ့ဧကရကိုယ်တိုင်ကရွှေတစိတ်ခန့်နေထားတဲ့အမိန့်တော်၄ဆောင်နဲ့ဗိုလ်ချုပ်လူကိုနေပြည်တော်ကိုအရေးပေါ်ပြန်ခေါ်တာပါအဲ့ဒီအမိန့်တော်တွေဟာတေမိန့်တွေလိုပဲတစ်ဆောင်ပြီးတစ်ဆောင်ဆက်တိုက်ရောက်လာခဲ့တဲ့ဗိုလ်ချုပ်ဦးကြီးမှမလိုက်နာပဲညှင်းဆန်ဖို့အခွင့်အရေးမရှိတော့ပါဘူးဒါပေမဲ့သူ့ရဲ့အကြံပေးကသူ့ကိုအသာခေါ်ပြီးပြောပြတယ်လွန်ခဲ့တဲ့ရက်ပိုင်းကရန်သူသူရှိုတယောက်ကိုငါဖမ်းမိတယ်နန်းတွင်းထဲမှာရန်သူနဲ့လှုပ်ဝက်ပူပေါင်းနေတဲ့သူတွေရှိနေတယ်ငါနေပြီးတော့ကိုအစီရင်ခံစာပို့ခဲ့ပေမဲ့ဘာကြောင့်မှပြန်မလာဘူးငါထင်တော့တစ္ဆာဖောက်တွေကနန်းတွင်းကိုထိန်းချုပ်ထားပုံရတယ်ဒီခီးကတော့မကောင်းဘူးဗျဒါပေမဲ့ဗိုလ်ချုပ်သားအမိန့်တော်ကိုညှင်းဆန်ရင်သူကိုယ်တိုင်တစ္ဆာဖောက်ဖြစ်တတ်မှတ်ခံရမှာမို့သူကသွားဖို့သဘောတူလိုက်ပါတယ်ဗိုလ်ချုပ်လူကသူ့ကိုယ်သူပြန်ပြောတယ်တကယ်လို့ငါအဲ့ဒီနန်းတော်ထဲဝင်သွားပြီးပြန်ထွက်မလာနိုင်တော့ရင်အဲ့ဒီတစ္ဆာဖောက်တွေကိုငါနဲ့အတူအသေးဆွဲခေါ်သွားမယ်ပြီးတော့ဧကရစ်ကိုလည်းအတိတရားဝင်အောင်လုပ်ပေးခဲ့မယ်ဒါပေမဲ့ဗိုလ်ချုပ်ဦးကြီးနေပြီးတော့တကားဝါကိုရောက်တာနဲ့စစ်သားတွေကဝိုင်းထားလိုက်ကြပါပြီသူကဝူယွန်ရဲ့နဖူးကိုအသာရပို့ရင်းငါပြန်မလာနိုင်ရင်ကိုဂယုစိုက်ပါဘသူလက်ထဲမှာအဖမ်းမခံတဲ့အုံလိုမှာခဲ့တဲ့ဝူယွန်ကနားလည်ပုံရပြီးခဏမငြင်းဖြစ်နေခဲ့ပါတယ်ဗိုလ်ချုပ်ရဲ့အယုံကြည်ရဆုံးလက်ထောက်ကလိုက်ဖို့ကြိုးစားပေမဲ့ဗိုလ်ချုပ်လူကတားမြစ်ခဲ့တယ်ဗိုလ်ချုပ်ကိုဖမ်းဆီးတဲ့နောက်ွယ်မှာနန်းတွင်းကအာဏာအရှိဆုံးတစ္ဆာဖောက်ကြီးရှိနေပါတယ်ဗိုလ်ချုပ်ဦးကြီးကသူ့မျက်နှာကိုတက်တက်ကြည့်ပြီးမင်းတို့တစ္ဆာဖောက်မင်းဘာတွေလုပ်ထားလဲဆိုတာငါမသိဘူးမမတ်နဲ့ဧကရမင်းမြတ်ကမင်းကောင်းကိုဖျက်ခိုင်းလိုက်မယ်လို့အော်ပြောလိုက်တယ်ဒါပေမဲ့တစ္ဆာဖောက်ကသွေးနဲ့ပြန်ပြောလိုက်တဲ့စကားတခုကဗိုလ်ချုပ်ကိုတုံ့လုံသွားစေတယ်ဧကရစ်ကမင်းကိုတွေ့ချင်နေတယ်လို့မင်းထင်နေတာလားမင်းကိုရန်သူနဲ့ပူးပေါင်းပြီးပုံကံမှုကြံစီမှုနဲ့ဆွဲချက်တင်ထားတာမင်းကိုမြင်းကားကောင်နဲ့ဆွဲဖြတ်တတ်ဖို့အမိန့်ချပြီးသားဗိုလ်ချုပ်ဦးကြီးဘလို့မှနားမလည်နိုင်တော့ပါဘူးတိုင်းပြည်အတွက်သူရအားလုံးပေးဆက်ခဲ့တာအဆုံးသတ်ကဒါပဲလားဗိုလ်ချုပ်လူအဖမ်းခံရတဲ့တဲ့တင်ကသူ့တပည့်တွေစီချက်ချင်းရောက်သွားတယ်သူတို့ကူညီခြင်းပေမဲ့ဘလို့လောက်ရမှန်းမသိဖြစ်နေတော့မှဝူယွန်ကစကလုံးတိုင်းကိုနားထောင်နေခဲ့တယ်အဲ့ဒီမှာတင်ဟိန်းဟောက်တန်ကြီးထွက်ပေါ်လာပြီးဝူယွန်ဟာခြိထားတဲ့ကျိုးကိုရုံးဖြတ်ကအတောင်ပံပါသလိုမီတာများစွာမြင့်တဲ့တတိုင်းကိုခုန်ကျော်သွားပါတော့တယ်နန်းတော်အပြင်ဘက်ကဝူတကားစီရောက်တဲ့အခါဗိုလ်ချုပ်လူဟာကောင်းတဲ့ခြေလက်လေးဖက်စလုံးကိုကျိုးနဲ့တုံ့နှောင်ခံထားရပြီးအဲ့ဒီကျိုးတွေရဲ့အခြားတစ်ဖက်ကိုမြင်းကားကောင်မှခြိထားပါတယ်တစ္ဆာဖောက်ရဲ့အမိတ်တိုင်းကိုမျက်မှုစတင်ပါတော့တယ်ကျင်းနဲ့တစ်ချက်ရိုက်လိုက်တာနဲ့အားလုံးပြီးသွားရမှာဖြစ်ပေမဲ့ကိုမျက်သူတွေမြင့်တက်သွားရတယ်သူတို့မြင်းတွေကိုဘလောက်ပဲရိုက်မြင်းတွေကတလက်မတော့မရွေ့ပါဘူးလူအုပ်ကြီးအံ့ဩနေတော့မှပဲအနောက်မြောက်ဘက်ကနေမြင်းဟင်းတန်ကြီးထွက်ပေါ်လာတယ်အနက်ရောင်အရေးတစ်ခုကဓာတ်တလက်လိုလူအုပ်ထဲကိုတိုးဝင်လာပြီးစစ်သားတွေကိုလွှင့်စင်သွားအောင်တိုက်ခိုက်လိုက်တဲ့တစ္ဆာဖောက်ကြီးလည်းတတိပြန်ဝင်လာပြီးများနဲ့ပြစ်ကြလို့អော်လိုက်တဲ့ဝူယွန်ဟာဗိုလ်ချုပ်ရဲ့ရှေ့မှာခံစားပေးပြီးများတန်ရာတိုင်းကိုသူ့ကိုယ်နဲ့ခံယူခဲ့တယ်ဗိုလ်ချုပ်ဦးကြီးကတေးဖို့အသင့်ပြင်ထားပေမဲ့သူ့ရဲ့တသက်တာလက်တွဲပေါ်မြင်းကြီးကသူ့အတွက်တွေးထွက်တန်ယူခံစားပေးနေတာကိုမြင်တော့သူလည်းဆက်မနေနိုင်တော့ဘူးသူသာမထွက်သွားရင်ဝူယွန်လည်းထွက်သွားမှာမဟုတ်ဘူးဒါကြောင့်သူကမြင်းပေါ်ကိုအမြန်တက်ပြီးလမ်းပိတ်ထားတဲ့စစ်သားတွေကိုတိုးတိုက်ကထွက်ပြေးခဲ့တယ်ဒါပေမဲ့စစ်သားတွေကအရန်များလုံးလို့ဝူယွန်ဟာဒဏ်ရာတွေတစ်ခုပြီးတစ်ခုရလာခဲ့တယ်တစ္ဆာဖောက်ကတော့ဒေါသတကြီးနဲ့အော်ဟစ်နေတော့မှပဲဝူယွန်ကဒါတွေအားလုံးရဲ့တရက်ခံဟာဘယ်သူလဲဆိုတာသိနေပါတယ်သူကတစ္ဆာဖောက်ရှိရာစီတက်တက်ပြေးဝင်သွားတယ်ဗိုလ်ချုပ်လူကသူ့ကိုတုံ့နှောင်ထားတဲ့ကြိုးကိုတုံးပြီးတစ္ဆာဖောက်ရဲ့လေဘင်းကိုကွင်းရှုကစင်ပေါ်ကနေတရုတ်တိုက်ဆွဲချလိုက်ပါတော့တယ်စစ်သားတွေလည်းဧကရရဲ့အချစ်တော်အမတ်ကြီးထိခိုက်မှာဆိုလို့များဆက်မပြည့်ရတော့ပဲဗိုလ်ချုပ်ကသူ့ကိုတရုတ်တိုက်ဆွဲခေါ်သွားတာကိုကြည့်နေရရုံပဲရှိပါတော့တယ်ဗိုလ်ချုပ်ဦးကြီးကတော့ကျင်းနေသွားတာပေါ့စစ်သားတွေကခြေကျင်လိုက်ပေမဲ့မြို့ပေါ်ကမြင်းတွေဟာဝူယွန်ကိုဘယ်တော့မှမမိနိုင်ပါဘူးသူတို့တောလက်ထဲကိုပျောက်ကွယ်သွားကြတယ်စစ်သားတွေတစ္ဆာဖောက်ကိုပြန်တွေ့တဲ့အချိန်မှာတော့သူ့ခန္ဓာကိုယ်ကတဝက်တောင်မကျန်တော့ပါဘူးလူနဲ့မြင်းဟာမိုင်30-40လောက်ထိအဲ့ဒီလိုပဲပြေးခဲ့ကြတယ်ဗိုလ်ချုပ်ဦးကြီးကအသက်ရှူရခက်ခဲလာပြီးဝူယွန်ကိုရက်ဖို့အချက်ပြလိုက်တယ်ဝူယွန်ကလည်းဘေးကင်းတဲ့နေရာကိုရောက်မှရက်လိုက်ပါတယ်ဗိုလ်ချုပ်ကဝူယွန်ကိုအသာလေးပုတ်ပေးရင်းနာကျင်မှုကြောင့်အဆက်မပြတ်တွေးတွေအံပါတော့တယ်စစ်တီတော်တယောက်အနေနဲ့ငါဟာစစ်မြေပြင်ကိုစချေချကလေးကတေးဖို့အသင့်ပြင်ထားပြီးသားဒါပေမဲ့တစ္ဆာဖောက်တွေလက်မှာတေးရမှာကိုတော့ငါလုံးဝလက်မခံနိုင်ဘူးကျေးဇူးပါတငယ်ချင်းကြီးဟာမင်းကြောင့်အ ਨੇ ဆုံးတော့ငါအလကားတည်မသွားရတော့ဘူးအဲ့ဒီတစ္ဆာဖောက်ကူပါတခါလဲတတ်နိုင်ခဲ့လို့ငါတိုင်းပြည်အတွက်တေးပေးခဲ့ရတယ်လို့ပဲသတ်မှတ်လိုက်ပါမယ်အဲ့ဒီနောက်မှာဝူယွန်ကတခုခုမားနေတာကိုသတိထားမိလိုက်တယ်ကြည့်လိုက်တော့ဗိုလ်ချုပ်ရဲ့ရင်ဘတ်မှာများတစ်ဆောင်ဆိုင်နေတာကိုတွေ့လိုက်ရတယ်အဲ့ဒီများကရင်ဘတ်ကိုဖောက်ထွက်သွားတာမို့ဆွဲထုတ်လို့မရတော့သလိုတွေးတိတ်ဖို့လည်းနောက်ကျသွားပါပြီဗိုလ်ချုပ်ကိုအသက်ရှင်စေတာကတော့သူ့ရဲ့စိတ်သက်ခိုင်မာမှုတစ်ခုလည်းပါပဲနောက်ဘဝဆိုတာရှိခဲ့ရင်ငါတို့တိုက်ပွဲထဲမှာအတူတူပြန်စီးကြတာပေါ့လို့ပြောပြီးဗိုလ်ချုပ်ဦးကြီးအသက်ထွက်သွားခဲ့တယ်မတရားဆွဆွဲခံရပြီးတေဆုံးသွားရတဲ့တစ္ဆာရှိစစ်တီတွေဘယ်လောက်တောင်များနေပြီလဲဒါပေမဲ့ဝူယွန်ကတော့ဒါကိုလက်မခံနိုင်ပါဘူးသူတို့ဟာတဘဝလုံးအတူတူတိုက်ပွဲဝင်ခဲ့ကြပြီးငရဲရင်းတွေကနေတယောက်ကိုတယောက်အချင်းချင်းကဲထုတ်ခဲ့ကြတာသူတို့ကြားကတန်ရောစင်ဟာတခင်နဲ့တိရစ္ဆာန်ဆိုတာထက်စစ်မြေပြင်ကညီကိုတွေလိုဖြစ်နေပါပြီတောအုပ်တစ်ခုလုံးဟိန်းထွက်သွားတဲ့ကြေကွဲစရာမြင်းဟိန်းတန်ကြီးနဲ့အတူဝူယွန်ဟာဗိုလ်ချုပ်ရဲ့အလောင်းကိုတည်ပြီးတောနက်ထဲကိုပြေးဝင်သွားခဲ့တယ်သူ
သူဟာနေဆက်ကအလောင်းတွေအစုလိုက်ပြုံလိုက်မြုပ်ထားတဲ့နေရာစီရောက်သွားတယ်ဝူယုံကအကြံပေးရာရှိပြောခဲ့တာကိုမှတ်မိနေခဲ့တယ်ဗိုလ်ချုပ်သာအသက်ပြန်ရှင်လာမယ်ဆိုရင်ဘယ်လိုပုံစံနဲ့ပဲဖြစ်သူကျဉ်းနိုင်မှာပါလို့သူကတွေးမိခဲ့ပုံရတယ်သူဟာအလောင်းတောင်ကြီးကိုကြည့်နေခဲ့တယ်ပြောကြတာကတော့ဗိုလ်ချုပ်လူနေပြီးတော့ကိုခေါ်ဆောင်ခံရပြီးတဲ့နောက်ဒီနေရာကိုဘယ်သူမှလာမကြည့်ကြတော့ဘူးအလောင်းတွေကပုတ်တိုးကုန်တယ်ဒါပေမဲ့ထူးဆန်းတာကဒီနေရာကနာနာဘာဝစွမ်းရည်တွေကပိုပြီးပြင်းထန်လာခဲ့တာပါပဲဝူယုံဟာသူ့ရဲ့ခြေလေးဖက်စလုံးနဲ့မြေကြီးကိုအဆက်မပြတ်တူးပါတော့တယ်သူ့ခွာတွေကတွေးတွေထွက်နေတာတောင်သူကီးမဆိုင်ဘူးအေးရတက်တဲ့နေ့ရက်တွေညရက်တွေပေါင်းများစွာသူချင်းကြီးတချင်းကိုဘယ်လောက်တောင်အပင်ပန်းခံတူးခဲ့ရတယ်လဲဆိုတာဘယ်သူမှမသိပါဘူးအဲ့ဒီချင်းတွေကိုအလောင်းပေါင်းတောင်းနဲ့ချီထည့်လိုက်ပြီးဗိုလ်ချုပ်ရဲ့အလောင်းကိုတော့အပေါ်ဆုံးမှာထားကာအကုန်လုံးကိုမြေပြန်ပို့လိုက်တယ်အဲ့ဒီနောက်မှာတော့လမ်းသွားလမ်းလာတွေကဒါဟာဗိုလ်ချုပ်ရဲ့အုပ်ကူဆိုတာသိပြီးလာရောက်အလေးပြုနိုင်အောင်ကြောက်တုံးတွေကိုစုပြီးအုပ်ကူပေါ်မှာတင်ထားခဲ့တယ်ပြီးတော့နောက်ထပ်အကြောင်းပြချက်တစ်ခုကတော့အဲ့ဒီအလောင်းတွေရဲ့စွမ်းရည်တွေနဲ့ဗိုလ်ချုပ်ကိုအသက်ပြန်သွင်းဖို့ပါနှစ်ပေါင်းရာနဲ့ချီတဲ့တိုင်အောင်သူဟာတိုင်းပြည်အနှံ့ကအလောင်းတွေကိုခိုးယူပြီးအဲ့ဒီချင်းကြီးတွေကိုလာစုနေခဲ့တယ်ဒါပေမဲ့သူမသိတာကတော့အဲ့ဒီနာနာဘာဝစွမ်းရည်တွေချမှာနှစ်ပေါင်းများစွာနေထိုင်ခဲ့တာကြောင့်သူကိုယ်တိုင်လည်းနတ်ဆိုးမြင့်တစ်ကောင်ဖြစ်ပြောင်းလဲသွားခဲ့ရတာပါပဲ